မင်္ဂလာပါစိတ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာစိတ်ကနေပြီးတော့ guilt trapping ဆိုတဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒီတော့ guilt trapping ဆိုတာကဘာလဲ guilt trapping ဆိုတာကတစုံတစ်ယောက်ကသူ့ရဲ့အပြုအမူဆုံးဖြတ်ချက်ဒါမှမဟုတ်သူ့ရဲ့ခံစားချက်တွေကိုတခြားသူတူဦးပေါ်မှာလွှမ်းမိုးနိုင်ဖို့ရန်နဲ့ချဲ့လည်နိုင်ဖို့ရန်အတွက်အပြစ်ရှိခြင်းဆိုတဲ့စိတ်ခံစားချက်ကိုထည့်သွင်းဖြစ်ပေါ်စေတဲ့လှုံ့ဆော်ပေးတဲ့လက်ကွက်နီးပရိယတစ်ခုပဲဖြစ်ပါတယ်အပြစ်ရှိခြင်းဆိုတဲ့စိတ်ခံစားချက်ကိုလှုံ့ဆော်ပေးတယ်ဆိုတာကတော့တခြားသူရဲ့မျှော်လင့်ချက်ကိုဖြည့်ဆည်းပေးဖို့ပြက်ကွက်သွားတဲ့အခါသတ်မှတ်ထားတဲ့အခြေအနေတစ်ခုကိုလုံလောက်စွာမရရှိတဲ့အခါထိခိုက်နာကျင်စေတဲ့ခံစားချက်တွေနဲ့တစ်ဖက်လူကိုတာဝန်ရှိတယ်လို့အဖြစ်တင်တဲ့စိတ်တွေဖြစ်ပေါ်လာစေတာကိုဆိုလိုတာဖြစ်ပါတယ် guilt trapping ပုံစံများစွာရှိပါတယ်ဒီထဲမှာအတွေ့များရတဲ့ guilt trapping ပုံစံတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကအပြစ်ပုံချခြင်း blame shifting ဖြစ်ပါတယ်အပြစ်ပုံချခြင်းဆိုတာကတော့ပြဿနာတစ်ခုဒါမှမဟုတ်ပဋိပက္ခတစ်ခုဖြစ်လာတဲ့အခါမှာတစ်ဖက်လူကိုအပြစ်တင်ပုံချပြီးတာဝန်ယူမှုတွေကိုရှောင်ရှားခြင်းဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်မင်းချိန်ဆွဲနေလို့ငါတို့ခီးထွက်ဖို့ကားမမီတော့တာမင်းသာစောစောလုပ်မယ်ဆိုရင်ငါတို့အေးဆေးမိတယ်အခုမသွားရတော့တာကမင်းကြောင့်စသဖြင့်တွေပြောကြခြင်းဖြစ်ပါတယ် relationship တွေကြားမှာရှိတဲ့အပြစ်ပုံချခြင်းကတော့အန္တရာယ်ရှိစေနိုင်ပါတယ်အထူးသဖြင့်သူတို့ရဲ့ relationship ကိုပြတ်ပြားစေနိုင်ပြီးပွင့်လင်းတဲ့ဆက်သွယ်မှုကိုဟန့်တားစေနိုင်တာကြောင့်ဖြစ်ပါတယ်နံပါတ်2တစ်ချက်ကတော့ emotional blackmail ဖြစ်ပါတယ် emotional blackmailing ဆိုတာကလက်တွဲပေါ်သူရဲ့အပြုမှုကိုထိန်းချုပ်ဖို့နဲ့ကိုယ့်ရဲ့အကျိုးအတွက်ဩဇာလွှမ်းမိုးနိုင်ဖို့ရန်တခြားသူတို့ရဲ့ခံစားချက်တွေကိုအသုံးပြုပြီးချဲ့လဲတဲ့ပုံစံတစ်ခုဖြစ်ပါတယ်ဒီနေရာမှာချိန်ချမှုတွေပါဝင်လာပါတယ်နင်းကြောင်ဆိုတဲ့အပြစ်ရှိတဲ့ခံစားချက်တွေဖြစ်စေပြီးတော့တစ်ဖက်လူရဲ့ကြောက်ရွံ့မှုဖြစ်လာအောင်ဖန်တီးတာတစ်ဖက်လူကတာဝန်ယူမှုမရှိခြင်းဆိုတဲ့အပြစ်တွေကိုဖန်တီးတာစတဲ့နည်းတွေနဲ့အခြားသောနည်းပရိယာတွေအများကြီးပါဝင်ပါတယ်ဥပမာအားဖြင့်ဖော်ပြပါမယ်အေကငါဒီနေရာလေးကိုသွားချင်နေတာအရင်ကတည်းကသွားမယ်ဆိုပြီးမသွားဖြစ်ခဲ့တာအခုသွားရအောင်နော်ဒီလိုမျိုးပြောလိုက်ပြီမဲ့တစ်ဖက် B ကသူ့ရဲ့သဘောမတူညီချောင်းပြရမှာနင်ကဒါကိုပဲကျူးဆိုင်တာလားနင်စိတ်ထဲမှာဒါပဲရှိတာလားနင်သွားခြင်းတဲ့ကိစ္စကိုပဲဦးစားပေးပြီးနင်သွားခြင်းနဲ့ဆိုရင်တော့နင်မနေသွားငါတော့မလိုက်နိုင်ဘူးဒီလိုပြောလိုက်တာက emotional blackmailing လုပ်လိုက်ခြင်းဖြစ်ပါတယ်ဘာလို့ဒီလိုမျိုးပြောရလဲဆိုတော့ဒီအချိန်မှာ B ကအစီအစဉ်ကိုပြောင်းလဲစေချင်တာကိုပွင့်ပွင့်လင်းလင်းမပြောဘဲ A ကို emotional blackmail စိတ်ပိုင်းဆိုင်ရာချိတ်ချောက်တာတွေလုပ်လိုက်တာဖြစ်ပါတယ်တကယ်လို့ A ကသူ့ရဲ့အစီအစဉ်အတိုင်းသွားတဲ့အခါမှာ B ရဲ့ခံစားချက်တွေကိုလိလူရှိသလိုဖြစ်သွားပြီးတကူကောင်းဆန်နေဆိုတဲ့ခံစားချက်တွေကိုရရှိစေပါတယ်ဒီတိုင်းသွားလိုက်မယ်ဆိုရင်လည်းမပြောမရွှင်ဖြစ်ရလိမ့်မယ်ဆိုတာနဲ့ချင်းချောက်လိုက်တာဖြစ်ပါတယ်ဒီနည်းဗျူဟာက A ကိုစိတ်မသက်မသာဖြစ်စေပြီးတော့သူ့ကြောင့်ဆိုတဲ့အပြစ်တင်စိတ်ကိုထည့်သွင်းလိုက်တာဖြစ်ပါတယ် emotional blackmail ကအရန်အနေရှိတဲ့ချက်လက်မှုပုံစံတစ်ခုဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာချိန်ချောက်မှုပုံစံရှိတဲ့သူတစ်ယောက်နဲ့ဆက်ဆံရေးရှိမယ်ဆိုရင်နာနမိတ်သက်မှတ်ပြီးအခိုင်အမာပြောဆိုဆက်ဆံမှုအရေးကြီးပါတယ်သူတို့ရဲ့အပြုမှုကလက်ခံနိုင်မှုမရှိကြောင်းကိုသိချနားလည်အောင်ရှင်းပြပြောဆိုဖို့အရေးကြီးပါတယ်နံပါတ်3တစ်ချက်ကတော့ exaggeration ဖြစ်ပါတယ်ချက်ကားပြောဆိုခြင်းဖြစ်ပါတယ်ချက်ကားပြောဆိုတဲ့ပြုမှုတွေကတော့ဥပမာ A ပုဂ္ဂိုလ်နဲ့လူပုဂ္ဂိုလ်ဆိုတဲ့လူနှစ်ဦးရှိတယ်ဆိုတော့ A ကမင်းဘယ်တော့မှငါပြောတာကိုနားမထောင်ဘူးဒီလိုပြောတဲ့အခါမှာ B ကမဟုတ်ပါဘူးနားထောင်ပါတယ်သိချမကြားလိုက်လို့ပါလို့ပြန်ဖြေရှင်းပါတယ် A ကမင်းဘယ်တော့မှငါပြောတာကိုနားမထောင်ဘူးဆိုတာကအမှန်မဟုတ်ပဲသူ့ရဲ့အထင်မြင်ကိုအပြစ်တင်ချက်ကားပြောဆိုတာဖြစ်ပါတယ်ချက်ကားပြောဆိုခြင်းကမလိုအပ်ပဲပရိပက္ခများကိုကြီးထွားဖြစ်ပေါ်စေနိုင်ပါတယ်တစ်ဖက်လူအနေနဲ့မတရားတိုက်ခိုက်ခံရခြင်းနဲ့ခုခံကာကွယ်နေရတဲ့ဆိုတာမျိုးခံစားရစေပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုပျက်စီးစေပါတယ်ချက်ကားပြောဆိုခြင်းကပိုပြီးအရေးကြီးတဲ့ပုံစံကိုဖန်တီးဖို့ရန်အတွက်ဒါမှမဟုတ်ပြဿနာတစ်ခုအပေါ်မှာပိုပြီးအာရုံစိုက်ဖို့ရန်အတွက်အသုံးပြုကြပါတယ်တစုံတစ်ယောက်ကစိတ်ထိခိုက်နေခြင်းဒါမှမဟုတ်ဒေါသထွက်နေတဲ့အချိန်မှာသူတို့ရဲ့ပြင်းထန်တဲ့ခံစားမှုတွေကိုတစ်ဖက်လူကအလေးထားလာဖို့ရန်အတွက်ချက်ကားပြောဆိုတတ်ကြပါတယ်တခါတည်းမှာချက်ကားပြောဆိုခြင်းကတူဦးတယောက်ရဲ့ပံ့ပိုးကူညီမှုများကိုအသိမှတ်ပြုခြင်းကနေရှောင်ရှားဖို့ဒါမှမဟုတ်အပြစ်ပေးခြင်းကိုရှောင်လွှဲရန်ဒီလိုမျိုးချက်ကားပြောဆိုခြင်းကိုအသုံးပြုနိုင်ကြပါတယ်တ
တခါတည်းမှာလူတွေဟာချက်ကားပြောဆိုတတ်တယ်ဆိုတာကိုမှတ်သားသတိထားမိဖို့လည်းအရေးကြီးပါတယ်ဒါပေမဲ့ဒီလိုမျိုးချက်ကားပြောဆိုခြင်းကမကြာခဏဖြစ်လာမယ်ဆိုရင်ဒါကဆက်ဆံရေးကိုပြတ်ပြားစေနိုင်ပြီးယုံကြည်မှုတွေပျောက်ဆုံးစေနိုင်ပါတယ်နံပါတ်၄အနေနဲ့နောက်ဆုံးဖော်ပြခြင်းတဲ့ချက်ကတော့ silent treatment or passive aggression ဖြစ်ပါတယ်ဒါကတော့ဥပမာ A နဲ့ B ကိုပဲပြန်သွားရမယ်ဆိုရင် A ကမင်းဗီဒီယိုဂိမ်းကစားချိန်ကဘယ်လောက်ကြာလဲဆိုတာငါတွေးနေတာငါတို့နှစ်ယောက်အချိန်တူတူဖြုံးတာထက်ပိုပြီးများနေတယ်လို့ပဲနော်ငါ့ကိုပေးတဲ့အချိန်ထက်မင်းဗီဒီယိုဂိမ်းကစားတဲ့အချိန်ကပိုများနေတယ်လို့ပြောလိုက်တဲ့အခါမျိုးမှာ B ဘက်ကနေဘာမှမပြောမတုံ့ပြန်ပဲဂိမ်းကိုဆက်ပြီးဆော့နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့တုံ့ပြန်တာဖြစ်ပါတယ်A ရဲ့စိုးရင်ပူပန်မှုတွေကို B ကအတိအမှတ်မပြုချင်တဲ့အခါမှာ silent treatment ကိုအသုံးပြုလိုက်တာဖြစ်ပါတယ်ဒါက passive aggressive behavior လို့ပြောလို့ရတယ်ပြင်းထန်တဲ့တုံ့ပြန်မှုဖြစ်ပါတယ် silent treatment ရဲ့ဥပမာတစ်ခုလည်းဖြစ်ပါတယ်ဒါကစိတ်ဆိုးဒေါသထွက်တဲ့အခါနာကျင်မှုတွေကိုဖော်ပြတဲ့အခါမှာသုံးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ဒီနည်းလမ်းကိုထိတ်တိုက်ရင်ဆိုင်မှုတွေရှောင်ရှားဖို့အတွက်တစ်ဖက်လူကိုအပြစ်ပေးဖို့ရန်နဲ့ထိန်းချုပ်ချယ်လှယ်ခြင်းတဲ့အချိန်တွေမှာအသုံးပြုကြပါတယ်ဒီလိုတွေလောက်ပါဖြစ်ပါများလာရင်ပြောဆိုဆက်ဆံရေးတွေထိခိုက်လာပါမယ်။ယုံကြည်မှုတွေပျက်စီးလာပြီးနာကျင်မှုတွေကိုဖြစ်စေတတ်ပါတယ်။ silent treatment ကဆက်ဆံရေးတွေအပေါ်မှာအပြစ်သဘောဆောင်တဲ့ negative impact တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီလိုပြုမှုတွေကိုမလုပ်ဆောင်ဘဲဓာတ်ရိုက်ကိုက်တွယ်ဖြည့်ရှင်းပြီးအပြုသဘောဆောင်တဲ့ဆက်သွယ်ပြောဆိုတဲ့နည်းလမ်းများကိုအတူတကွရှာဖွေပြီးဖြည့်ရှင်းသင့်ပါတယ်အချင်းချင်းပြောရမယ်ဆိုလို့ရှိရင် guilt tripping လုပ်တယ်ဆိုတာကတစုံတစ်ယောက်ကတင့်ကိုအပြစ်ရှိစိတ်တွေဝင်လာအောင်ကြိုးပမ်းလာတာဖြစ်ပါတယ်။ဘယ်လိုဖြေရှင်းရမလဲဆိုလို့ရှိရင်ဒါကိုတတိပြုပြီးခွဲခြားသတ်မှတ်ဖို့လိုပါတယ်။ကိုယ့်ရဲ့ကန့်သက်ချက်တွေကိုယဉ်ယဉ်ကျေးကျေးနဲ့ဖော်ပြပါ။သူတို့ရဲ့ခံစားချက်တွေကိုအတိအမှတ်ပြုပြီးရှင်းရှင်းလင်းလင်းပြောဆိုဆက်ဆံပါ။လိုရာထပ်ပိုပြီးရှင်းပြတာတွေပြောဆိုတာတွေကိုရှောင်ပါ။ဒီလိုအခြေအနေတွေစက်တိုက်ဖြစ်ပေါ်နေမယ်ဆိုရင်ယုံကြည်ရတဲ့တငယ်ချင်းဖြစ်ဖြစ်မိသားစုဝင်ဖြစ်ဖြစ် professional ဖြစ်တဲ့နားလည်တက်ကြွသူတွေနဲ့ဖြစ်ဖြစ်ပြောဆိုတိုင်ပင်ဆွေးနွေးဖို့အကြံပြုလိုက်ရပါတယ်။အားလုံးပဲကျမပျော်ရွှင်တဲ့ relationship ကိုတည်ဆောက်နိုင်ဖို့ရန်စိတ်ကနေပြီးတော့ဆန္ဒပြုလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။